မြန်မာနိုင်ငံအကြောင်းဘယ်သူမှမပြောကြပေမဲ့ဒီနိုင်ငံငယ်လေးဟာတရုတ်အိန္ဒိယနဲ့အမေရိကန်ကြားစစ်ပွဲကိုဖြစ်ပွားစေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာနဲ့တယန်စာဒတွေကြောင့်ပါ။မြန်မာဟာအိန္ဒိယသမုဒ္ဒရာကိုရောက်ဖို့အတိုးချုံလာမကြီးတစ်ခုတည်းမကဘူးရှားပါးသတ္ထုတွေကြောက်မြက်ရတနာတွေတဘာဝတံငွေတွေနဲ့ပြည့်နှက်နေပါတယ်။မြန်မာကိုထိန်းချုပ်နိုင်သူဟာစွမ်းအင်နဲ့နီးပညာအရင်းမြစ်တွေကိုထိန်းချုပ်နိုင်မှာပါ။တရုတ်ကစိတ်ကမ်းပိုက်လိုင်းအဝေးပြေးလမ်းတွေစောင့်နေပါတယ်။2025ဇူလိုင်မှာစကိုင်းတိုင်းကလက်နက်ကင်ခေါင်းဆောင်3ဦးထုဆန်နဲ့ drone တိုက်ခိုက်မှုမှာတည်ဆုံခဲ့ပါတယ်။ ULFA-1 အုပ်စုကအိန္ဒိယကိုတရားစွဲနေပြီမဲ့အိန္ဒိယကညှင်းဆန်ခဲ့ပါတယ်။တရုတ်ကစစ်အစိုးရကိုထောက်ခံပြီးအိန္ဒိယထူပေါင်းခေါင်းဆောင်တွေကိုခိုးလုံခွင့်ပေးပါတယ်။အိန္ဒိယကဒီမိုကရေစီအုပ်စုတွေကိုထောက်ခံပြီးလက်နက်ကင်အဖွဲ့တွေကိုတိတ်တဆိတ်တိုက်ခိုက်ပါတယ်။အမေရိကန်ကတရုတ်ရဲ့တမှုတရာဝန်ပေါက်ကိုပိတ်ဖို့ရခိုင်တပ်မတော်လိုအုပ်စုတွေကိုလက်နက်ထောက်ပံ့ပေးပါတယ်။မြန်မာဟာပြည်တွင်းစစ်ဇုံတစ်ခုတည်းမကတော့ပါဘူး။ရှားပါတထုလျှို့ဝှက် drone စစ်ပွဲကမ္ဘာအစွမ်းပြစစ်ပွဲဖြစ်နေပြီးဒါဟာဘယ်နိုင်ငံမှမပြောတဲ့စစ်ပွဲဖြစ်နေမဲ့ကမ္ဘာကစောင့်ကြည့်နေတဲ့အရာဖြစ်ပါတယ်။